အားလုံးပဲမင်္ဂလာပါအခုရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကပေါ့နော်အိမ်လို့အမည်ရပါတယ်ဆိုအိမ်ဆိုတဲ့အဓိပ္ပာယ်လေးကိုရောဒီဆရာကဘယ်လိုမျိုးရွေးဖွဲ့ထားလဲဆိုတာကိုနားထောင်ကြည့်အောင်ပါအိမ်ထိုအိမ်ကလေး၌ချိုသောနဲ့နက်ခင်းများလည်းရှိသည်တကြုံကျိုးတကြိုင်ကြိုင်အင်ဂျင်ပောက်ကွဲတန်တို့ဖြင့်လန့်ဖြတ်နိုးကငါဘယ်ရောက်နေရလဲလို့တွေးမိစမယ်ဖြစ်သည်ကျွန်တော်အခုနေသည့်အခန်းက22လမ်းချင်းသေးကြီးနှစ်ကောင်အနားမှာဖြစ်သည်တိတိမင်္ဂလာကာဝင်းနှင့်နေသည်အဝေးပြေးကားတို့သည်အာယုံမချင်းမီကလေးကအိမ်ရှိလမ်းမပေါ်ကစုံဆောင်ရိပ်ဖြတ်မောင်းဝင်လာစမြဲဖြစ်သည်မနေ့ကဘလောက်ပင်ပန်းညကဘလောက်အိပ်ပြက်ထိုအခါ၌လက်ဖြတ်နိုးရစမြဲဖြစ်သည်နေ့တနေ့ဤအူအဆက်ဖြစ်သောနက်နက်ခင်းလေးညင်နွမ်းနောက်ကြည့်သွားစမြဲဖြစ်သည်ထိုအခါကျွန်တော်သည်တောင်ညိုတန်းတွေအကြားကအင်္ဂလိပ်နှင့်ချိုသောနက်နက်ခင်းများကိုအောက်မေ့တရိယာစမြဲဖြစ်သည်ရှန်ဂရီလာကနေဆရာရေးပို့ခဲ့တဲ့စာမူတွေမှာနာကျင်မှုကိုတွေ့နေရတယ်မိတ်ဆွေဝတ္ထုဆရာမ၏မှတ်ချက်ကိုဝန်ခံလိုတော်ညညင်းလဲမညင်းလိုခဲ့ပါချေကျွန်တော်ရွေးချယ်ခဲ့သည့်အသက်မူးမှုဘဝကဘယ်တနေရာမှခိုးတွေ့စရာအတီမကြဖြစ်နေတတ်တော့လဲနေသားတကြမရှိသောဘဝ၌နေသားတကြရှိခဲ့ပြီဟုယုံမလွယ်ခဲ့မြဲပင်ဖြစ်သည်တနည်းရာကိုစွန့်ခွာသွားရပြီဆိုလေတိုင်းတွေ့ညှိတတ်သောအလေးအထုံကိုပြန်လည်သတိပြုမိလျက်ယုံမလွယ်ခဲ့ခြင်းတို့သည်လည်းလွင့်ပြေခဲ့စမြဲပင်ဖြစ်သည်ရှန်ဂရီလာဟူသောကျွန်တော်တင်စားခဲ့မှုသည့်တောင်ယူတန်းတွေအကြားကမြောက်ဖျားမြို့ကလေးသို့အိမ်လွမ်းဝေဒနာတပွေးတစ်ပွက်ဖြင့်ဆိုက်ရောက်လာခဲ့ရသည်ကိုမူဝန်ခံရမှာပဲဖြစ်သည်အရာရာစိမ့်ဆက်သောဝန်းကျင်တစ်ခုနှင့်စိမ့်မောင်တောင်တန်းတွေကြားနေမတိထိုင်မသာကာလက်တလျား၌ပထမဦးစွာစိတ်အနှောက်အယှက်ဖြစ်ခဲ့ရသည်မှာနေစရာအိမ်ပဲဖြစ်သည်စင်စစ်ကျွန်တော်မိတ်ဆွေကပေါ်ပါလွယ်ကူသောသူ၏အလုတ်ဝတ္ထုများနှင့်အလုတ်ဝတ္တရားများနှင့်အတူကချင်ကလေးယွန်နန်နှင့်ရိုင်နဲ့တတအိမ်ကလေးကိုလည်းလွှဲအပ်ခဲ့ပါသည်လင်းရင်မော်တို့သူပြန်မတက်မီနောက်အခါဝါရှင်တန်အိုးကက်ဟူ၍ခင်မင်စွာအနုတ္တညာပြုခြင်းခံရသည့်အိမ်ရှင်နှင့်လည်းဆုံတွေ့ပေးခဲ့ပါသည်ဤတွင်အိမ်ရှင်ဟူသောစကားရက်ကိုပိုင်ရှင်ဟူသောစကားရက်နှင့်ရောထွေးမှတ်ယူခြင်းမပြုစေလိုပါသူသည်ထိုအင်္ဂလိပ်၏ပိုင်ရှင်မဟုတ်ခဲ့ပါတို့တစေထိုအင်္ဂလိပ်နှင့်ဆက်လင်း၍ပိုင်ရှင်၏ကိုစားခွင့်ပြုပိုင်ခွင့်နှင့်နှင်ထုတ်ပိုင်ခွင့်ရှိနေကြတာတေချာလှပါသည်သူကကျွန်တော်အရင်ကလူတွေကိုကျင်နဲ့ကြည်ပြူပုံမရအရင်လူကိုအကြောင်းပြု၍သူ၏ခွင့်ပြုချက်ကိုကြိုတင်မတောင်းခံခဲ့ပဲထိုအင်္ဂလိပ်၌ခရီးရောက်မဆိုင်နှစ်ညတာခိုနာခဲ့တော့ကျွန်တော်ကိုလည်းကျင်နဲ့ကြည်ပြူပုံမရကချင်တောင်တန်းတွေအကြသို့ကြီးကြီးကြောင်ကြီးနှင့်မအူမလဲရောက်လာသောလူတစ်ယောက်ကိုမြင်လေမြင်ချင်းခမအိမ်ရှာဗျာဟုပြော၍ထွက်ခဲ့သည့်အထိသူကအသေးမာသည်မြန်မာဖြစ်သည့်တိုင်သူသည်ယဉ်ကျေးမှုတင်တဲ့တွေပါတယ်တက်ခဲ့ဘူးကိုမရဟုစိတ်နန္ဒာနှင့်တွေးလိုက်မိနေသည်နောက်တော့လည်းခင်မင်သွားခဲ့ပါသည်မိတို့ပင်ဆိုသည်အဆောင်အိမ်နှင့်တူသောထိုအိမ်ကလေး၌ကြောနွေးအောင်မှနေခွင့်မရသေးမီခိုးစာပြစ်ခံရသလိုစိတ်မချမ်းမြေ့စရာကြုံခဲ့ရသည်ကခုအခါပြန်လဲအမှတ်ရစရာပဲဖြစ်ပါသည်ဒီမှာကအခါချင်းငွေပေးတိုင်းကြောတနေရစာအလွယ်တကူရနိုင်တတ်သည်မဟုတ်တော့ကိုသူကောင်းစွာသိနိုင်ခဲ့ပါလျက်နှင့်ဘောတချောင်းလုံးဟိုပြောင်းတီရွှေနဲ့သူများတွေကအိမ်ကိုအိမ်ကိုရမှတ်အောင်အလွယ်တကူနေသားတကြရှိတဲ့စမြဲဖြစ်သောကျွန်တော်သည်ဒီအိမ်နဲ့ကလေးကိုမူနေသားကြအောင်ပြုခွင့်မရခဲ့ပါချေကျွန်တော်အတွက်တော့ဖြင့်အိမ်ဆိုဒီမှာအမိုးကာရှိသောအဆောက်အုံတစ်ခုအဖြစ်မြတာမဟုတ်ပါချေတနေ့တာနွမ်းနယ်ပင်ပန်းခြင်းတို့ပြေလျော့ရာကုံဆုံးသွားသောခွန်အားတို့တဖန်တင်နိုးလာရာသည့်နေနာရာပုံးကိုနားခိုနိုင်ရာနေရာတစ်ခုပဲဖြစ်သည်နာကျင်မှုတို့ဖြေဖြောက်ရာနေရာတစ်ခုပဲဖြစ်ပါသည်ဒီလောက်ကျေပြောသည့်လွေမြင့်ကြီးတစ်ခုလုံးမှာကျွန်တော်အတွက်ကြောတနေရစာမရှိဘူး၍ကျွန်တော်မြည်တော့မှမယုံကြည်နိုင်ပါအင်္ဂလိပ်တအိမ်သို့ပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့ပါသည်သူကတော့အင်ဂျင်မှုတင်တဲ့နေပါတွင်တက်ခဲ့ဘူးကုန်ရသည်အင်္ဂလိပ်ကတသားမီချစ်ဘူးကုန်တစ်ခုကိုထောင်လိုက်ချရသလိုမျိုးပုံမျိုးဖြစ်သည်သူ့ချောင်းဝင်းကတောင်တန်းသာသနာမြို့ကျောင်းနှင့်ကလျက်မြို့လေကောင်လမ်းနှပိမှာဖြစ်သည်တောင်တန်းကျောင်းဝန်းထဲရှိစာရိုးကြီးဖျားမှထိုးခတ်သောခေါင်းလုံးတန်ချိုကိုအခါမရွေးကြရတတ်သည်ပင်20လောက်သာကျဲသည်ဆိုပေမဲ့ပြရင်း6ပေါက်ရှိသည်နိုင်ငံပေါ်ဘလို့ပြက်ကလေးစာရွက်တစ်ရွက်ဘလို့မြေပုံတစ်ချက်မှကမ္မထဝန်းလောက်အောင်လင်းတို့တွေပေါ်များသည်နက်နက်တိုင်ကြလျင်လင်းတို့ချီတဲတဲကိုလဲကျင်းရတတ်သည်မှာအပဘိုကန်တို့ဘိုထိန်တို့တွေအားချီတိုင်းဝင်ခလုတ်ထွက်ခလုတ်ရောက်လာတတ်မပြီးနိုင်မင်းကိုရှိကြီးတွေလာချွေရိပ်စာရိပ်စာဖတ်အနှောက်အယှက်ဖြစ်တတ်သည်မှာအပအေးချမ်းစွာနေရသောလင်းတို့ကူအင်္ဂလိပ်ပဲဖြစ်သည်ကိုတဲ့အောင်လိုမိသားစုကဖော်ရည်ပြူငါရှိသည်စာရေးဆရာဟူသောကုန်းဘိုးကိုအရေးတယူရှိသည်
ယောက်ကစားတစ်စောင်းတစ်လုံးကိုအေးခဲလုံး၍တရွတ်လန်စာဖတ်လို့မရဥဒုတပယမမျှ၍လက်ချောင်းတွေတစ်ချောင်းပြီးတစ်ချောင်းကွဲအပ်လာပြီးလက်နှိပ်ဆက်ရိုက်ပြီးစာရေးလို့မရနှင့်လက်အနှဲငယ်ကြတော့ကိုတန်းအောင်တည်သွားပြီးဒေသအတွက် grapefruit တွေလှန်လှန်ကျွေးတော့မှလက်ချောင်းခွဲတာပျောက်သွားသည်စာရေးလို့ရလာသည်နေသားတကြနှင့်စာရေးစာဖတ်အချိန်ရက်လာတော့ရှိသည်တိုက်မြုံကိုသူခွာပြရသည့်အကြောင်းကပေါ်လာပြန်သည်ကျွန်တော်ဆရာရောက်မလာခင်ရှိတော့လွတ်လွတ်လပ်လပ်နေပါဆရာသို့သောစကားအခန့်ဖြင့်နေခွင့်ရခဲ့ခြင်းဖြစ်လျာစောင်းရက်တို့လွန်မြောက်ခဲ့သည်နှင့်ဒုတိယမြောက်ဘုံဝိမယ်လင်းပျော်ဆုံးခဲ့ရပြန်လေသည်ငါနဲ့နော်ဟုပင်နှုတ်မထွက်၍ညှဉ်းညူလိုက်မိသည်တို့ရတွင်ဒီလောက်လည်းစိတ်ရှုံနေပါနဲ့ဗျာစေုံနာကအိမ်မှာအခန်းတစ်ခန်းလွတ်နေရရှိပါသေးတယ်မမျော်လင့်မှာပဲကျွန်တော်ဤနေရေးဒုက္ခကိုဝင်ရောက်ကတင်ဖြည့်ရှင်းပေးခဲ့သူကမြင်းချန်သာစီမံကိန်းမှုဦးတန်းဝင်းပဲဖြစ်ပါတယ်မျိုးမီမကွဲပြားသောတောင်မောင်ငှက်ကလေးတို့၏ကြီးကြီးကြပ်ကြပ်မြည်ကြွေးတဲ့အာယုံမချင်းမီအကြအာယုံနဲ့ထိုးဖွားဖွားရောက်လာတတ်သည်အားခွန်ပြည့်၍သေးသိမ့်နေသောမျက်ခွန်တို့ကိုပင့်ချီခြင်းမပြုသေးမီစောင်းချုံနဲ့လုံအောင်ထွေးလျက်ငှက်တေးတီတံကိုနာခံကြည်နူးရင်ဒူရိယာ၅ပါးတို့ဖြင့်နိုးထက်သည်ဟုဆိုကာပကံသာဒါယကတဝူ၏ဆူတောင်းစည်းစိမ်ဟာဒီမျိုးပါလားဟုစဉ်းစားကြည့်ရတာတော်တော်ပဲအရသာရှိလာပါသည်အင်္ဂလိပ်တကားတစ်ချက်ကိုဖွင့်လက်သောအခါအိမ်ရှိမြက်ခင်းစိမ့်စိမ့်ပေါ်သို့နေရောင်ဖွဖွအကြဝဲနေတာမြင်ရသည်အမြင်အာရုံကိုအနှဲငယ်ဆက်ထုတ်လိုက်နေတော့ရှေ့တူရှူကတောင်ထဲပြကြီးသည်မြက်ဝန်းအစုံနှင့်ဒိုးတိုင်းမိပေလေသည်စောဖနှလုံးတောင်ထဲကြီးသည်အရှက်လုံယုံမြခါလေ၌ရော်ရဲရဲစီးနှောင်ထားသောမြူစာပဝါဖြူဖြူကိုတစ်ချက်သူဤဦးကောင်းထက်သို့ပင့်ချုံကတူတူပုံးနှံကစားတတ်သည်နေကြီးတစ်ချက်ဝင်းပြက်လာသည်နှင့်ဘွားကနေသူ့မျက်နှာကြီးပေါ်ပြန်လာပြီးပြူတူပြတဲ့ချုပ်လန့်ကြည့်စေတတ်သည်ခဏကြာလျင်အဖြူအစင်းဝက်တောင်ပေါ်သောဖူးဆစပယ်ကလေးများသည်အပြစ်ကင်းသောရေတံလွင်ဖြင့်အိတ်ရှိလိုင်းကလေးပေါ်ခုံပေါက်မြူးထူးကြလျက်မျက်ခင်းတစ်ပေးကကျွေးလူအိုင်ကလေးစီခဲဖြင့်ပေါက်သူပေါက်လျက်မူလာတန်းကျောင်းအိုအိုညူညူကလေးစီပညာတော်ဝင်သူဝင်လျက်မညီမညာသောစာအန်တန်ညဉ့်ညံပြုသူပြုလျက်နက်နက်ခင်းကလေးပို၍ဆိုမြလှပသောအောင်စင်ရင်ကြလိမ့်ချံခြေသားကြပေုံမည်ထိုအင်္ဂလိပ်သည်ကတောင်ညိုတန်းတွေအကြားမှာတော့ကျွန်တော်ဤဘူမိနတ်တံပဲဖြစ်သည်တောင်ကလေးသည်အင်္ဂလိပ်သည်ဒေသအတွက်ကြီးလံတစ်ပွားသားဖြင့်ဆောက်လုပ်ထားသောတစ်ထက်အိမ်နှင့်ကလေးပဲဖြစ်သည်မျက်နှာပွင့်နှခမ်းပါရှိလျက်တစ်ဖက်တစ်ခမ်း၌ဝါလုံနှံဦးစီးမှုကလေးနေသည်ကျဲတစ်ခမ်း၌ကျွန်တော်နေသည်ကိုတန်းအောင်အလိုက်ကြီးပို့ပေးထားသောတစ်သားကုတ်ပြစ်လေးကိုအိတ်ခမ်းချင်းချင်းလေးထဲမှာဂျပန်ဂရန်ဖြစ်ခင်းထားသည်တစ်သားစာအုပ်စင်ကလေးကတော့ဟိုခိုရက်ကွက်ကလက်သမားကိုမောင်စော၏လက်ရမွန်ဖြစ်သည်နက်နက်အိယာ၌နိုးထား၍တောင်မောင်ငါကလေးတို့၏တေးတန်ရာကိုနာခံကျင်မွေ့ပြီးတကားလာမျက်နှာတစ်ကိုလက်တန့်စင်ဈေးသွားဝဲခြင်းမိတ်ဆွေများနှင့်ခန်းစုကိုလက်ဖိတ်ရေးဆိုင်ထိုင်နက်နက်10နာရီအလုပ်ထဲသွားပြီးစီမံစရာရှိတာစီမံရန်ကုန်နှင့်မြင်းကြီးနားသို့တယ်လီဖုန်းဆက်လို့ဆက်ဂျိုးရူဖုန်းဖြစ်သည်ဖြင့်ဒီကပဲခေါ်လို့ရသည်ပြီးနောက်အိမ်ပြန်လာစာဖတ်ခြင်းဖတ်မဖတ်ခြင်းရေးလမ်းနဘေးမဟုတ်လေတော့ဘိုးထိန်တို့ဘူကန်တို့တွေဤမိခွန်းရှည်ရီတီးခန့်နာဆင်ဖို့မလို့တယ်လီဖုန်းခေါ်တယ်မကြားရလေးသိပ်တင်းကျပ်မှုတွေမခံစားရ PR တွေမောလာမှုတွေမရှိညနေ9နာရီကိုဆိုင်လာခေါ်လေလမ်းထွက်လျှောက်ဘဝမှာအဲ့ဒီတုန်းကလိုပေါ်ပါလွတ်လပ်မှုမျိုးအဲ့ဒီအခါတုန်းကလိုလမ်းဆက်ကြည့်လမှုမျိုးအဲ့ဒီအခါတုန်းကလိုနှလုံးစိတ်ဝမ်းအေးချမ်းလုံခြုံမှုမျိုးတစ်ချိန်တစ်ခါမျှမရခဲ့ဘူးထင်သည်ဒီချိန်တခါမျှမလွတ်မြောက်ခဲ့ဘူးထင်သည်လူတယောက်စီ၌ပုံးခိုဖို့နေရာတစ်ခုစီရှိဖို့လိုအပ်သည်ဟုကျွန်တော်ထင်သည်စပိန်နိုင်ငံကနွားရိုင်းတပ်ပွဲတွေအကြောင်းတနေရာမှာဖတ်ထူးသည်တက်ကွင်းထဲ၌လူနှင့်နွားရိုင်းတို့အကျိတ်နဲ့ရှင်ပြိုင်သက်ဖြတ်ကြရသည်အလင်မပေးစရန်လင်သူစား၍အတူခံစရန်အသက်ကိုပုံ၍လောင်းကျစ်ထရသည်ပွဲအဲ့ဒီတက်ကွင်းဤတနေရာမှာနွားရိုင်းအဖို့လုံခြုံသည်ဟုထင်ရသောနေရာတစ်ခုရှိနေတတ်သည်ထိုနေရာရောက်သည်နှင့်နွားရိုင်းသည်ဆက်မပြေတော့ပဲရက်ပစ်လိုက်သည်အားအင်ကြီးပြန်လဲစူးစီးသည်ကြောက်ရွံ့မှုထိတ်လန့်မှုနာကျင်မှုတွေကိုဖယ်ဖြောက်သည်စူးစီးမှုကောင်းလေခွန်အားအသစ်ဖြစ်လေအာယုံနိုးကြလာလေပြိုင်ဘက်ကိုအနိုင်တက်ခတ်ဖို့ရွေးချယ်ချက်မှန်ကန်လေလူကလည်းထိုတနေရာသို့နွားရရောက်သွားလျင်ပိုလို့ခွန်အားပြည့်တင်လာပြီးပိုလို့အနေရှိလာပြီးကိုတတိမူလာတတ်သည်ထိုနေရာကိုသိအောင်လူကအကျိုးစားလေးရှိသည်ဟုဆိုသည်ကျွန်တော်တို့သည်အကျိုးရှိစွာဖြစ်သည်အကျိုးမဲ့စွာဖြစ်သည်ကျွန်တော်တို့၏ခွန်အားတို့ကိုလျော့နေစေခဲ့သည်
စနစ်တကျဖြစ်စေစနစ်တကျမဟုတ်ပဲဖြစ်စေကျွန်တော်တို့ဤခွန်အားတွေကိုသုံးဆွဲပစ်ခဲ့သည်အာယုံတွေထိုးထိုင်းစေခဲ့သည်ခွန်အားပြန်ဖြစ်ဖို့အာယုံပြန်လို့ဖို့ကျွန်တော်တို့အတွက်နေရာလေးတစ်ခုလိုအပ်သည်ဘုံခုဖို့နေရာကလေးသို့မဟုတ်ကျွန်တော်နေရာကလေးတောင်ညိုတန်းတွေအကြားကအင်္ဂလိပ်သည်ကျွန်တော်အတွက်တော့ဖြင့်ဘုံခုသောနေရာကလေးပဲဖြစ်သည်အချိန်ကာလတစ်ခုထိနှလုံးအိမ်ထဲသိမ့်မြုပ်ထားနိုင်မည်ခြင်းသည်ထိုအိမ်ကလေး၌ချိုသောနက်နက်ခင်များလည်းရှိသည်2009ဇူလိုင်လွှဲနေမကဲ့ဆိုအိမ်ဆိုတဲ့သဘောတဘာဝကအားလုံးအတွက်တရားရောက်အတွက်နားကိုမိကိုနိုင်တဲ့နေရာလေးဖြစ်တယ်ဆိုတော့အဓိပ္ပာယ်ပြီးသွားပါတယ်ဆိုတော့အားလုံးပဲကိုယ့်ရဲ့ခွန်အားတွေကိုပြန်လဲဖြစ်စီနိုင်ဖို့အိမ်ဆိုတဲ့နေရာလေးနဲ့တူတဲ့နေရာလေးကိုရှာဖွေတွေ့ရှိနိုင်ကြပါစေအိမ်ဆိုတာတကယ်မိုးကာရနဲ့အိမ်လေးဖြစ်ချင်းဖြစ်မယ်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုတွေကိုခိုးနားပေးနိုင်တဲ့လူတစ်ယောက်လည်းဖြစ်ချင်းဖြစ်မယ်ပြောရမယ်ဆိုရင်တော့အိမ်နဲ့တူတဲ့လူလို့ပြောလို့ရမယ်ပေါ့နော်ဆိုအားလုံးပဲကိုယ့်ရဲ့အနည်းဆက်ဆုံးနေရာမှာအိမ်နဲ့တူတဲ့လူတွေအိမ်လိုမျိုးလုံခြုံမှုရှိတဲ့နေရာမျိုးတွေရယူပိုင်ဆိုင်နေကြပါစေနောက်ထပ်ကောင်းစီလေးတစ်ခုမှပြန်လည်ဆုံတွေ့ပါမယ်